အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ရင်းမြစ်ချက်လက်တယောက်ပေါ်အခြေခံထားတဲ့ရှင်းလင်းတင်ပြချက်ကနေကြိုးဆိုပါရစေကဲတိတ်မရှိမဆွဲပဲအကြောင်းအရာတွေကိုတန်းပြီးဝင်လိုက်ရအောင်ဒီနေ့မှာတော့ mechanical electrical နဲ့ plumbing လို့ခေါ်တဲ့ MEP စက်မှုလက်စစ်နဲ့ရေပိုက်လုပ်ငန်းစီမံကိန်းတစ်ခုကိုပထမဆုံးစတင်တဲ့နေ့ကနေနောက်ဆုံးလွဲပြောင်းပေးရတဲ့ချိန်ထိဘလို့အောင်မြင်စွာချက်တန်းသွားရမလဲဆိုတဲ့အစဉ်စဉ်လမ်းညွှန်ချက်တွေကိုလေ့လာသွားကြပါမယ်ဒီတင်ပြချက်ကစီမံကိန်း manager အသစ်တွေအတွက်အလွန်ကိုအသုံးဝင်မဲ့လမ်းပြမြေပုံတစ်ခုဖြစ်လာမှသိကြပါတယ်ဝိုင်းရဲ့စီမံကိန်းခေါင်းဆောင်ကြီးတွေကသူတို့ရဲ့ဝန်ထမ်းတွေဘလို့နီလာနေနဲ့လမ်းညွှန်ပြသလေးရှိလဲဆိုတော့အတူတူလေ့လာကြရအောင်အလုပ်တွေအရန်ညာပြီးရှုပ်ထွေးနေတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုကိုဝါရဲ့မန်နေဂျာတွေကဘလို့များစနစ်တကျထိန်းချုပ်ထားသလဲဆိုတာစဉ်းစားကြည့်ဘူးကြလားသူတို့ရဲ့ရှုပ်ဝက်ချက်ကတော့အခုမြင်တွေ့နေရတဲ့ work breakdown structure WBS လို့ခေါ်တဲ့လုပ်ငန်းခွဲချမ်းစိတ်ဖြာမှုပုံစံပါပဲဒါဟာတကယ်ကိုအဓိကကျတဲ့လက်နက်တစ်ခုပါကြီးမားရှုပ်ထွေးရဲ့အလုပ်ကြီးတစ်ခုလုံးကိုစနစ်တကျနဲ့ခံမှန်းတွက်ချက်လို့ရတဲ့ယုတိကျကျအစီအစဉ်လေးတွေအဖြစ်ပြောင်းလဲပေးလိုက်တာပါပဲအေယာမပဟေလီကချက်ကြီးတစ်ခုကိုအပိုင်းဆက်လေးတွေခွဲထုတ်လိုက်တယ်လို့မျိုးပေါ့ဒီလိုလုပ်လိုက်တော့မှအလုပ်တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာပိုပြီးမြင်သာလာစေပါတယ်အမင်းနဲ့စီမံကိန်းတစ်ခုဖြစ်လာဖို့ဖြတ်တန်းရမယ့်အဓိကအဆင့်၅ဆင့်ရှိပါတယ်နံပါတ်1ကစီမံကိန်းစတင်ခြင်းနဲ့အဓိကမှတ်တိုင်များနံပါတ်2ကအင်ဂျင်နီယာပိုင်းနဲ့သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ခွင့်ပြုချက်များရယူခြင်းနံပါတ်3က MEP တိစောက်ရဲ့အဆင့်နံပါတ်4ကစံသက်ခြင်းနဲ့လုံငါးနံဖို့ပြင်ဆင်ခြင်းပြီးတော့နောက်ဆုံးနံပါတ်5ကလွဲပြောင်းပေးအချင်းနဲ့ပိတ်သိမ်းခြင်းတို့ပဲဖြစ်ပါတယ်စီမံကိန်းတစ်ခုကိုအချိန်မီပြီးစီးခြင်းနဲ့ဆိုရင်တော့အဖွဲ့ဝင်တစ်တွေအနေနဲ့ဒီလမ်းပြမြေပုံကိုမဖြစ်မနစ်နားလည်ထားဖို့လိုပါတယ် Okay ပထမဆုံးအဆင့်ဖြစ်တဲ့စီမံကိန်းစတင်ခြင်းနဲ့အဓိကမှတ်တိုင်များအပိုင်းကိုစလာကြရအောင်စီမံကိန်းတစ်ခုရဲ့အောင်မြင်မှုဒါမှမဟုတ်ကြာရှုံးမှုဆိုတာဟာဒီအစပိုင်းပြင်ဆင်မှုအဆင့်မှာတင်အဆုံးဖြတ်ပေးထားတတ်တယ်ဆိုတာကိုအမြဲတတိထားရမှာပဲဒီအစပိုင်းပြင်ဆင်မှုတွေဟာတကယ့်ကိုမြန်ဆန်တွက်လက်ဖို့လိုပါတယ်အတွေ့အကြုံရှိတဲ့မန်နေဂျာကြီးတွေဆိုရင်မြင်မတိုးခင်အလုပ်မစခင်မှာတင်ဤပညာပိုင်းဆိုင်ရာတိုးတက်မှုတွေကိုစီမံကိန်းအဖွဲ့ဝင်တွေရောအာဏာပိုင်တွေကိုပါဘလို့အစီရင်ခံမလဲဆိုတဲ့ဆက်သွယ်ရေး plan တွေကိုကိတိကျကျသတ်မှတ်ထားလိမ့်ရှိပါတယ်ပြီးတော့အလုပ်စဖို့အတွက်လက်စစ်နဲ့ရေလိုမျိုးမရှိမဖြစ်အခြေခံအထုံးဆောင်တွေကိုအမြန်ဆုံးကြိုတင်ရယူထားတတ်ကြပါတယ်ဒါမှသာအစပိုင်းမှာအလုပ်တွေနောက်နေကြမ်းကြမဲ့အနေအကနေကင်းဝေးမှချပါတယ်ပြင်ဆင်မှုတွေလုပ်တဲ့အခါအဓိကစပ်ပစ္စည်းတွေရောက်လာမဲ့အချိန်တို့မိသက်ဌာနရဲ့စစ်ဆေးမှုခံယူရမဲ့အချိန်တို့လိုအရေးကြီးတဲ့မှတ်တိုင်တွေကိုစောစောစီစီပြတ်မှတ်ထားသတ်မှတ်လိုက်တာဟာတစ်ဖွဲ့လုံးအတွက်အချိန်စရာကိုထိန်းချောင်းပေးလိုက်တာပါပဲဒီမှတ်တိုင်တွေလွဲချော်သွားခဲ့ရင်စီမံကိန်းတစ်ခုလုံးနောက်ကျသွားနိုင်တဲ့အနေရင်းကြီးမားတယ်ဆိုတာတတိပြုရပါမယ်ဆက်လက်ပြီးအဆင့်နှုတ်ဖြစ်တဲ့ engineering အပိုင်းနဲ့အာဏာပိုင်တွေရဲ့ခွင့်ပြုချက်များဆိုတဲ့စာရွက်စာတမ်းလုပ်ငန်းစဉ်တွေအကြောင်းတွားကြပါမယ်ဒီအဆင့်ကိုမဖြတ်တမ်းပဲခွင့်ပြုချက်တွေမရဘဲနဲ့ဆောက်လုပ်ရေးအလုပ်တွေကိုတရားရင်ဖြစ်စေဘေးကင်းလုံခြုံစွာဖြစ်စေဘလို့မှစတင်လို့မရပါဘူးအင်ဂျင်နီယာပိုင်းဆိုင်ရာစာရွက်စာတမ်းတွေတင်ပြတဲ့အခါမှာကြော်လို့မရတဲ့တိကျပြတ်သားတဲ့အစီအစဉ်ရှိပါတယ်ပထမဆုံး shop drawings လို့ခေါ်တဲ့ပုံစံကြမ်းတွေကိုအတည်ပြုချက်ယူရပါတယ်အဲ့ဒါမှ materials လို့ခေါ်တဲ့သုံးမဲ့ PC တွေကိုတင်ပြပြီးနောက်ဆုံးမှသာအလုပ်ကိုဘယ်လိုနည်းလမ်းနဲ့လုပ်မလဲဆိုလဲ method statements တွေကိုအပြီးသတ်ရပါတယ်ဒီအစီအစဉ်အတိုင်းမတော်ပဲသွားကြော်လို့လိုက်ရင်အလုပ်တွေပြန်လုပ်ရပြီးအချိန်တွေအလားကြန့်ကြာသွားမယ်အနေကိုတေချာပေါ်ရင်ဆိုင်ရပါလိမ့်မယ်အာဏာပိုင်နေတဲ့စစ်ဆေးလုပ်ငန်းစဉ်တွေဟာလည်းရှောင်လွှဲလို့မရတဲ့အတားအဆီးတွေပါပဲအဆောက်အုံ PC ကြောင့်လက်မှတ် PCC ရဖို့ဆိုရင်မိသက်ရေပေးဝေးအေးနဲ့လက်စစ်ဌာနတွေစီရနေအချိန်ကိုက်ကင်ပြမှုတွေစစ်ဆေးမှုတွေကိုမဖြစ်မနေလှုပ်ဆောင်ရပါမယ်။ဒါကြောင့်စီမံကိန်းအခွဲနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကြားမှာအများအားအဆက်အသွယ်ရှိနေဖို့ကတကယ်ကိုအရေးကြီးပါတယ်။ကဲအဆင့်3 MEP တိဆောက်ရဲ့အဆင့်ကိုရောက်လာပါပြီ။စားလွတ်ပေါ်ကအရာတွေလက်တွေ့လုံမှန်ခွင့်တဲမှာအကောင့်ထဲပေါ်လာမဲ့အချိန်ပေါ့ map တိဆောက်ရေးလုပ်ငန်းစဉ်ချီကဘလောက်တောင်ကြီးမားကျယ်ပြန့်လဲဆိုတာနားလည်ဖို့သိအရေးကြီးပါတယ် ACMV တွေ ARV တွေကစလို့တက်လေကားတွေအထိမတူနေတဲ့စနစ်ပေါင်းများစွာကို deploy နဲ့ထဲလို့ဆော်ရတာပါ warrant manager တွေကတော့အသေးစိတ်အချက်လက်တွေထဲမှာမစ်စီလည်းမသွားပဲလုပ်ငန်းစဉ်တွေမှာပုံမှန်တစ်ခါတလဲလဲလုပ်ရတဲ့ပုံစံခွက်တွေကိုပဲရှာဖွေပြီးညှိနှိုင်းကင်တွေဖြည့်ရှင်းသွားလိမ့်ရှိကြပါတယ်အခုမြင်ရတဲ့အဆင့်5အဆင့်ကတော့ဘယ်လိုလုပ်ငန်းအတွက်မဆိုအတုံးဝင်တဲ့จักรဝလာတော့အစီအစဉ်ပါပဲရေပိုက်ပဲအတွက်အကျသမီပဲစင်စင်မြေရောက်ကနေစမယ်ပြီးကွန်ကရစ်တဲ့မြုပ်မယ်အဲ့ကနေမှအစင်စင်တက်ဆင်သွားမှာဆိုတဲ့လုပ်ငန်းစဉ်ကအမြဲတမ်းတူညီနေတာပါမန်နေဂျာတက်တဲ့အနေနဲ့ဒီ UT ကြစီစဉ်နေတဲ့အစီအစဉ်ကိုနားလဲတာဖို့ကအရန်ကိုရည်ကြီးတာလုပ်ငန်းခွင်ထဲမှာအရှုပ်ထွေးဆုံးနေရာတွေကိုပြောပြရမယ်ဆိုရင်တော့ riser လို့ခေါ်တဲ့တောင်လိုက်ပိုက်လမ်းကြောင်းတွေနဲ့ plant room လို့ခေါ်တဲ့စက်ခန်းတွေပါပဲဒီနေရာတွေကချက်စစ်ရေပိုက်မီတာစားတဲ့လုပ်ငန်းအမျိုးမျိုးစုံတွဲတဲ့နေရာတွေဖြစ်လို့နေရာလူရာတစ်ခွဲနဲ့တစ်ခုတိုက်မိတဲ့မျိုးတွေအများဆုံးဖြစ်နိုင်ပါပဲဒါကြောင့်စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့က
ဒီလိုနေရာတွေမှာအမြင့်အဆုံးကြီးနဲ့ဆောင်ရွက်မှုတွေလုပ်ပေးဖို့လိုအပ်ပါတယ် အစီလေးကတော့စမ်းသပ်ခြင်းနဲ့လုပ်ငန်းအနှံ့ဖို့ပြင်ဆင်ခြင်းဆိုတဲ့အလုပ်လုပ်ချောင်းတက်တည်ပြရမယ်အဆင့်ထိပါတယ်။တက်စင်မှုတွေပြီးဆိုတာနဲ့မီးဖွင့်ပြီးမူလာဒီဇိုင်းယူရချက်ထိုင်အလုပ်လုပ်မလုပ်စမ်းသပ်ရမယ်အရေးကြီးဆုံး testing and commissioning TNC အဆင့်ကိုရောက်လာပါပြီ စမ်းသပ်တဲ့နေရာမှာလည်းတွားရမယ့်အစီအစဉ်ရှိပါတယ်အောင်မြင်တဲ့စီမံကိန်းအဖွဲ့တစ်ခုဟာစနစ်တဲ့အားလုံးကိုတပြိုင်နက်တည်းမိပွင့်ပြီးမစမ်းသပ်ပါဘူးစနစ်တစ်ခုချင်းစီကိုတိကျစီရင်ဆုံးစမ်းသပ်လေးရှိပါတယ်ဒါမှသာချိုးရင်းချက်တွေရှိခဲ့ရင်အလွယ်တကူရှာဖွေပြီးပြင်ဆင်နိုင်မှာဖြစ်လို့ပါ Combined Services TNC ဆိုတာကတော့လုံးဝကိုအမားမခံတဲ့အရေးကြီးဆုံးအဆင့်ပါပဲဝိုင်းမန်နေဂျာတွေကအဖွဲ့ဝင်တစ်တီကိုအမြဲတမ်းပြီးလိရှိတာကဒီအဆင့်ဟာစနစ်တစ်ခုနဲ့တစ်ခုထိတ်ဆက်တဲ့နေရာမှာပုံကွယ်နေတဲ့ဖြစ်တနာတွေအားလုံးထွက်ပေါ်လာမယ့်နေရာဖြစ်တယ်ဆိုတာပါပဲဥပမာမီးလောင်နေဆိုတာနဲ့လေအေးပိဆက်တွေအလိုအလျောက်ရပ်သွားရမယ်ဓာတ်လေကားတွေမြင်းကြီးချက်ကိုဆင်းလာရမယ်ဆိုတာမျိုးတွေကိုပို့တော်ဆန်းတက်ရတာဖြစ်ပါတယ် နောက်ဆုံးအဆင့်5ဖြစ်တဲ့လွဲပြောင်းပေးရခြင်းနဲ့ပိတ်သိမ်းခြင်းကဲအခုဆိုရင်တော့စီမံကိန်းလုပ်ငန်းစဉ်စက်ဝန်းရဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိလို့လာပါပြီပြီးစီးသွားတဲ့အစာပုံကြီးကိုလက်တွေ့ level အတောင်းပြုမဲ့အဖွဲ့အစည်းတန်ရှင်းတက်ရက်စွာတော့လွဲပြီးရမယ်အချင်းပေါ့ဆောက်လုပ်ရေးလုပ်ပြီးသွားပြီဆိုပြီးစီမံကိန်းတစ်ခုကိုအလွဲတကူအဆုံးတက်လိုက်လို့မရပါဘူး ONM လို့ခေါ်တဲ့လက်ပတ်မှုလက်ဆွဲစာအုပ်တွေလက်တွေ့တိစောက်ထားတဲ့ SPL ပုံစံတွေအတောင်းပြုမဲ့သူတွေကိုတင်နန်းပေးမှုတွေနဲ့နောက်ပိုင်းချိုးယွင်းချက်တွေရဲ့အတောင်ယူရမယ် DLP ကာလအစီအစဉ်တွေစတဲ့စာရွက်စာတမ်းတွေအားလုံးအပြီးသက်မှာဒါစီမံကိန်းတစ်ခုကိုတရားဝင်ပိတ်သိမ်းနိုင်မှာဖြစ်ပါတယ် ဒီအချက်နှစ်ချက်ကြာရကွာကြိုးလည်းကွဲပြပြထားဖို့လိုအပ်ပေါ့ Service Training ဆိုတာကအသုံးပြုမဲ့ပြီလေစနစ်တွေကိုကောင်းကောင်းမွန်မွန် level နဲ့အောင်လက်တွေ့တင်ကြားပေးတဲ့လုပ်ငန်းစဉ်တွေပဲ Handover လို့ခေါ်တဲ့လွှဲပြောင်းပေးရခြင်းကတော့ပိုင်ဆိုင်မှုနဲ့တာဝန်ယူမှုအားလုံးကိုအုပ်ချုပ်ရေးပိုင်းဆိုင်ရာတရားဝင်လွှဲပြောင်းပေးရိုက်ခြင်းပဲဖြစ်ပါတယ် ကဲအခုဆိုရင်ဒီရှင်းလင်းတင်ပြချက်လေးရဲ့ဏီကုန်းချုပ်ကိုရောက်လာပါပြီကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ Webviet ဆိုတဲ့လုပ်ငန်းခွဲချမ်းစိတ်ဖြာမှုပုံစံဟာပြည့်စုံတဲ့မြေပုံတစ်ခုဖြစ်တာမှန်ပါတယ်ဒါပေမဲ့မြေပုံရှိုံနဲ့ခီးမရောက်နိုင်ပါဘူးစီမံကိန်းတစ်ခုကိုအောင်မြင်မှုပန်းတိုင်စီပေးခင်းလုံခြုံဆောက်ရောက်ရှိအောင်အမှန်တကယ်မောင်းနေပေးနိုင်တာကဘာလဲဆိုရင်အဲ့ဒါဟာစီမံကိန်းမန်နေဂျာတွေရဲ့အဆင့်တစ်ခုချင်းစီအပေါ်အာရုံစိုက်မှုနဲ့ဦးဆောင်မှုစွမ်းရည်ပဲဖြစ်ပါတယ်ဒီအချက်လက်တွေကိုတေချာလေ့လာပြီးနောက်တစ်ချိန်မှာဘယ်လိုမျိုးအောင်မြင်တဲ့စီမံကိန်းတွေကိုဖန်တီးတည်ဆောက်သွားနိုင်မလဲဆိုတာစဉ်းစားကြည့်ဖို့တိုက်တွန်းရင်ဒီတင်ပြချက်ကိုညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲအချိန်ပေးပြီးလေ့လာကြည့်ရှုဖြစ်တဲ့ကဲကျေးဇူးထူးတင်ရှိပါတယ်